ပိုင်ဖေအိမ်တော်ဝင်းနဲ့ရောက်သွားတဲ့အခါတခြားသူတွေကျမကိုကြည့်တဲ့အကြည့်တွေကတမျိုးဖြစ်နေတာကိုသတိထားမိခဲ့တယ်သူတို့တွေဟာလူစုလူဝေးနဲ့တိုးပြောနေကြပြီးကျမရှိတဲ့ဘက်ကိုလည်းခဏလှည့်ကြည့်နေကြတယ်ကျမသူတို့ဘက်ကိုလှည့်ကြည့်လိုက်ရင်တော့သူတို့ကဘာမှမဖြစ်သလိုဟန်ဆောင်နေတတ်ကြတယ်ကျမအရန်ထူးဆန်းနေပေမဲ့လည်းသွားမမေးရဲပဲအခန်းထဲကိုပဲတိုက်ရိုက်ပြန်လာပြီးအဝတ်တွေကိုတင်းစီလိုက်တယ်ဒီနေ့မှာတော့ပိုင်ရွံကအိမ်ကိုစောပြန်ရောက်လာတယ်သူပြန်လာတဲ့ပုံစံကအရန်အလျက်ညစလိုဖြစ်နေပြီးအသက်ရှူတန်တွေကလည်းမမှန်ဘူးတခုခုအရေးကြီးကိစ္စရှိနေတယ်လို့ပဲကျမလည်းသတင်းစုံစမ်းချင်တာနဲ့တစ်ဖက်ရေခွက်ကိုကင်ပြီးစာကြည့်တိုက်ခန်းစီကိုခိုးကြောင်ခိုးဝက်သွားခဲ့တယ်သူတို့ဘာတွေပြောနေလဲဆိုတာကိုတကားကြားကနေချောင်းသားထောင်လိုက်မိတယ်အစီကံရှောင်းဦးကအတန်ကျင်ကြီးနဲ့ပြောနေတာကိုကြားလိုက်ရတယ်ကျွန်တော်ပြောသားပဲသူကသူရှိုးပါဆိုတာတခင်ကြီးဘာလို့မယုံတာလဲပိုင်ရွံကရှောင်းဦးတော်လို့ပြောပေမဲ့ရှောင်းဦးကဆက်ပြောနေတော့ပဲတခင်ကြီးကျွန်တော်ကိုတက်ရင်တောင်ကျွန်တော်ပြောဦးမှာပဲအင်းရှိကမြက်ခင်းထဲမှာသွေးတွေပေးနေတဲ့တန်ချက်ကအင်းကြီးကိုတွေးခဲ့တယ်ကောင်းကင်ပေါ်မှာလည်းသတင်းပို့တဲ့ခုဖြူတကောင်ကိုဖမ်းမိထားတယ်သူဟာတတိယမင်းသားကတခင်ကြီးကိုဖျားယောင်းဖို့လွှတ်လိုက်တဲ့သူဆိုတာသိတာနေတာပဲအိမ်တော်ထင်းကလည်းဘေးကနေတက်ပြင်းချပြီးပြေးပြောတယ်ဒါကတာမန်ကိစ္စမဟုတ်ဘူးတခင်ကြီးဝေခွဲမရဖြစ်မနေပါနဲ့တော့အခုတက်တွေကအခိုင်လုံရှိနေပြီပဲတခင်ကြီးကသူ့ကိုကာကွယ်ပေးအောင်မလားကျမလက်ဖက်ရည်ပန်းကိုကင်ထားတဲ့လက်တွေတုံရင်သွားတယ်ပိုင်အိမ်တော်ကလူတွေကျမရဲ့အထောက်ထားကိုဒီလောက်မြန်သိသွားလိမ့်မယ်လို့မထင်ထားဘူးကျမအခုပဲထွက်သွားတင်လားဒါမှမဟုတ်ထပ်ဆောင်ကြည့်ရမလားဇဝေဇဝါဖြစ်နေတော့မှပဲပိုင်ရွံရဲ့အေးဆေးတည်ငြိမ်တဲ့အတန်ကိုကြားလိုက်ရတယ်သူကပြက်သားပဲပြေပြောလိုက်တယ်ငါကိစ္စငါဘာသာဆုံးဖြတ်မယ်မင်းတို့ဝင်မပြောနဲ့တော့ကျမစာကြည့်တိုက်ခန်းကနေတိတ်တဆိတ်ထွက်လာခဲ့တယ်ကျမရဲ့အထောက်အထားကတော့ပေါ်သွားပြီဒါပေမဲ့ပိုင်ရွံကဘာကြောင့်ကျမကိုဆက်ပြီးယုံကြည်ပေးနေတာလဲဆိုတာကိုတော့နားမလည်နိုင်ဘူးသတင်းပို့တဲ့ကိုလည်းအဖမ်းခံလိုက်ရပြီဆိုတော့လောလောဆယ်တခင်ကြီးနဲ့အဆက်အသွယ်ဖြတ်ထားမှဖြစ်မယ်ဒီလိုဖြစ်လာမှတော့ကျမရဲ့တာဝန်ကိုအရှိန်မြင့်ပြီးအမြန်ဆုံးအကောင့်ထဲပေါ်ရတော့မယ်ကျမအခန်းထဲပြန်ရောက်တဲ့အခါအဝတ်ဗီဒီယိုတွေကအနီရောင်ဝတ်စုံကိုထုတ်ယူပြီးဝတ်ဆင်လိုက်တဲ့မှန်ထဲမှာကိုပြန်ကြည့်ရတာတမျိုးကြီးပဲတခင်ကြီးတတိယမင်းသားရဲ့ဘေးမှာနေခဲ့တော့ကဒီလိုအယောင်တောက်အဝတ်စားမျိုးကျမတခါမှမဝတ်ခဲ့ဘူးဘာပဲဖြစ်အခုတစ်ချိန်ကတော့အောင်မြင်မလားကြာရှုံးမလားဆိုတာဒီအပေါ်မှာပဲမူတည်တော့တယ်ညနေဆောင်တဲ့အခါအပြင်မှာမိုးဖွဲလေးတွေရွာနေတဲ့အိမ်တော်ထဲကလူတွေလည်းအတီးတီးအိယာဝင်ကုန်ကြပြီးပိုင်ရွံကတော့စာကြည့်တိုက်ခန်းထဲမှာရှိနေတော့ပဲကျမလည်းဝေယုံကြုံပြီးစစ်ကြံလန်းအတိုင်းတိတ်တဆိတ်လျှောက်သွားခဲ့တယ်စာကြည့်တိုက်တကားရှိရောက်တဲ့အခါဖျောင်းနိုင်မီအောင်ကြောင့်ပိုင်ရွံရဲ့အရေးကိုတကားပေါ်မှာတွေ့နေရတယ်ကျမလက်ကိုမြောက်ပြီးတကားကိုခပ်ဖွားလေးခောက်လိုက်ပါတယ်ကျမတကားခောက်လိုက်တော့ပိုင်ရွံကချက်ချင်းပဲတကားဖွင့်ပေးခဲ့တယ်မင်းကလေးဘာလို့ရောက်လာတာလဲကျမသူ့စီကိုတလန်းချင်းတိုးသွားတော့သူကလည်းတလန်းချင်းနောက်ကိုဆုတ်သွားတယ်တကားကိုဖြည်းဖြည်းချင်းပြန်ပိတ်လိုက်ပြီးကျမခြုံထားတဲ့ဝေယုံကိုချုပ်လိုက်တယ်အနီရောင်ဝတ်စုံလေးကသူ့ရှေ့မှာအထင်းသားပေါ်လာခဲ့တာပေါ့မင်းသမီးလုံရွှမ်းတင်ပေးထားတဲ့အတိုင်းမြုံဝန်းလေးတွေကိုတနာဆက်ပွဲဖန်တီးလိုက်ပြီးတေချင်းတရားကိုမကြောက်တဲ့သူတယောက်လိုကျမဖွင့်ပြောလိုက်တယ်သခင်ကြီးပိုင်ကျမကိုတနာပေးပါပိုင်ရွံကကျမကိုကြည့်နေပေမဲ့ကျမမျောလင့်ထားသလိုတုံ့ပြန်မှုမျိုးမရှိခဲ့ဘူးသူမျက်မှောင်ကျုပ်ထားပြီးမျက်နှာကလည်းဖြူဖြော့နေတဲ့မြုံဝန်းတွေကညီရဲလာပြီးငိုတော့မလို့ပဲအခန်းထဲမှာဖျောင်းတိုင်ပြီးတောက်တန်ကလွဲလို့ဘာတန်မှမကြားရတော့အောင်တိတ်ဆိတ်နေတဲ့သူ့ရဲ့အကြည့်တွေအောက်မှာကျမကြောတွေစိတ်လာပြီးမိုးတက်လီကြောင့်လည်းတကူလုံးတုံရင်လာခဲ့တယ်အတော်ကြာတော့မှပိုင်ရွံကဘာစကားမှမပြောဘဲဗီဒီယိုစီကိုရှောက်သွားပြီးတန်ရှင်းတဲ့ဝိယုံတစ်ထည်ထုတ်ယူလိုက်တယ်ပြီးတော့ကျမစီကိုရှောက်လာပြီးအဲ့ဒီဝိယုံကိုကျမရဲ့ကိုယ်ပေါ်မှာခြုံပေးလိုက်တယ်ဟိုဟာကစုံနေပြီးဒါလေးအရင်ဝတ်ထားလိုက်ပါအေးမမိအောင်ဂယုဆိုင်ကျမလည်းဝိယုံစာကိုကြစ်ပါအောင်စုပ်ကင်ထားမိတယ်သူကတော့အကွဲတဲ့အတန်လေးနဲ့မေးတယ်ဒီနှစ်တွေထဲမှာမင်းဘလို့ဘဝမျိုးနဲ့ဖြစ်တန်းခဲ့ရတာလဲသူ့ရဲ့စကားတန်တွေကကျမကိုတနာနေတယ်လို့ပဲဘာကြောင့်လဲဆိုတာကျမစဉ်းစားလို့မရသေးဘူးပိုင်ရွံကမျက်နှာလွှဲလိုက်ပြီးသူ့ရဲ့စိတ်လှုပ်ရှားမှုကိုကျမကိုအမြင်မခံချင်တယ်လို့ပဲကျမတခုခုလွဲနေပြီဆိုတာသိလိုက်ပေမဲ့ဘလို့ရှင်းပြရမှန်းမသိတာနဲ့တိုးလေးပဲပြောမိတယ်ကျမအဆင်ပြေပါတယ်ဒါပေမဲ့ပိုင်ရွံကအဲ့ဒါကိုနားထဲမထည့်ပဲကျမဘက်ကိုပြန်လှည့်လာပြီးပါပြင်ကိုညင်သားစွာကင်လိုက်တယ်သူမင်းကိုဒါတွေလုပ်ခိုင်းတာမဟုတ်လားသူကကျမကိုတေချာစိုက်ကြည့်နေတယ်ဖျောင်းနိုင်မိအောင်ကသူ့မျက်ဝန်းထဲမှာအရေးထင်နေတာပေါ့သူမင်းကိုနှိမ့်ဆက်နေတာမဟုတ်လားကျမလည်းမစင်စားမိပဲမဟုတ်ပါဘူးလို့ပြန်ဖြေလိုက်မိတယ်ဒါပေမဲ့ဖြေပြီးမှဒါကကိုယ့်ရဲ့အထောက်ထားကိုဝန်ခံလိုက်တယ်လို့ဖြစ်သွားတာကိုသိလိုက်ပြီးချက်ချင်းပဲပြန်ပြောလိုက်တယ်မဟုတ်ဘူးဘယ်သူမှကျမကိုအတင်းကျပ်မခိုင်းပါဘူးပိုင်ရွံကတော့သူ့ဘက်ကနေကာကွယ်ပေးနေဖို့မလိုပါဘူးလို့ပဲပြောခဲ့တယ်စပွဲပေါ်မှာတော့အမှုတွေတွေကတောင်လိုပုံနေတော့ပဲသူကကျမရဲ့နဘူးကိုသူ့နဘူးနဲ့ထိကပ်လိုက်ပြီးနှလုံးချင်းစုံကြည့်ရင်ပြောတယ်စိတ်မပူပါနဲ့အားလုံးကမင်းရဲ့အပြစ်မဟုတ်ပါဘူးသူကကျမရဲ့နှက်ခမ်းသားကိုညင်သာစွာနမ်းလိုက်ပြီးအားလုံးကိုသူဖြေရှင်းပေးမယ်လို့ကတိပေးခဲ့တယ်ကျမအစီအစဉ်တွေထပ်ပြီးကြာရှုံးသွားပြန်ပြီးအခန်းကိုပြန်ရောက်တော့ခေါင်းထဲမှာလည်းမကြည့်မလင်းဖြစ်နေတော့ပဲဘယ်နေရာမှာမှားသွားတာလဲပိုင်ရွံကဘလို့မှခံမှန်းလို့မရတဲ့သူပဲတကယ်ပဲအားကြီးတဲ့ပြိုင်ဘက်ပါလားတတိယမင်းသားရဲ့အိမ်တော်ကိုပဲပြန်ပြီးထွက်ပြေးရတော့မလားလို့စဉ်းစားမိပေမဲ့တဝက်တစ်ပြက်နဲ့တော့အရှုံးမပေးချင်ဘူးနောက်တနေ့မနက်မှာတော့ပိုင်ရွံကမျက်နှာမကောင်းပဲအိမ်ကနေအလင်းစလိုထွက်သွားခဲ့ပါတယ်မကြခင်မှာပဲတတိယမင်းသားစီကနေကိုအစ်စ်တကောင်နဲ့ပေးပို့တဲ့စာကိုကျမလက်ခံရရှိခဲ့တဲ့စာကိုဖွင့်ဖက်လိုက်တဲ့အချိန်မှာပဲစာရွက်ပေါ်ကစာသားတွေကကျမကိုဝါမျိုးတော့မလို့ခံစားလိုက်ရတယ်တတိယမင်းသားတခါမှမဖြစ်ဖူးလောက်အောင်ဒေါသထွက်နေပြီဆိုတာသိတာနေတာပေါ့တကယ်တော့ပိုင်ရွံကမနှက်စောစောကလေးကတတိယမင်းသားရဲ့အိမ်တော်ကိုသွားပြီးတောင်းချမ်းခဲ့တာကိုမင်းသားကိုထိတ်တိုက်တွေ့ပြီးအားရပါရဆဲဆိုခဲ့ရုံနဲ့မကဘူးအိမ်နဲ့အပြည့်ထည့်ထားတဲ့ငွေရင်းကားတွေနဲ့ပါပြစ်ပေါက်ခဲ့သေးတယ်ပိုင်ရွံကစကားတွေအယမ်းမြန်ပြောပြီးဆဲဆိုသွားတာကြောင့်မင်းသားကများဘာကြောင့်ဒီလိုငွေတွေနဲ့အပြစ်ခံရလဲဆိုတာတောင်သေချာနားမလည်လိုက်ရှာဘူးမင်းသားကတော့တကယ်ကိုဒေါသပေါက်ကွဲနေတာပေါ့တတိယမင်းသားကမြို့တော်ရဲ့အချမ်းသာဆုံးမင်းတားဖြစ်ပါလျက်နဲ့ပိုင်ရွံလိုလူမျိုးကသူ့ကိုငွေနဲ့လာပေါက်တာကိုအရန်ရှက်ရနေတာပါစားထဲမှာမင်းသားကမင်းသူ့ကိုတေချာစောင့်ကြည့်ထားတပွားမှမခွာစေနဲ့လို့အမိန့်ပေးထားတယ်ကျမလည်းအဲ့ဒီအမိန့်ကိုစိတ်ထဲမှာမှတ်သားထားပြီးအသက်ရှူတန်းကအစမလွတ်အောင်ပိုင်ရွံကိုစောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်သူပြင်သွားရင်လိုက်ပို့တယ်အိမ်ပြန်လာရင်ကြိုဆိုတယ်သူစာရေးရင်မင်းသွေးပေးတယ်နောက်ဆုံးသူအိပ်ပျော်နေတာကိုတောင်တင်းပေါက်ကနေမခွာရမ်းစိုက်ကြည့်နေမိတဲ့အချိန်ပြည့်အစအဆုံးသူ့ကိုပဲ
အာယုံဆိုင်နေခဲ့တာပါအိမ်တော်တွေကလူတွေလည်းပိုင်ယန်စီကဘာတွေကြားထားလဲမသိဘူးကျမကိုအရင်လိုရန်လိုတဲ့အကြည့်တွေနဲ့မကြည့်ကြတော့ပဲတနာသလိုလေးစားသလိုအကြည့်မျိုးတွေနဲ့ကြည့်လာကြတယ်9ရက်မြောက်နေ့နေလွဲပိုင်းမှာတော့ကျမစာဖတ်ချင်အောင်ဆောင်ပြီးစာကြည့်တိုက်ခန်းထဲကိုရောက်သွားခဲ့တယ်ပိုင်ယန်ရဲ့ဘေးမှာနေပြီးသူ့ကိုပဲစိုက်ကြည့်နေမိတယ်ဘာကြောင့်လဲတော့မသိဘူးကျမကြည့်လေလေသူ့ရဲ့မျက်နှာကနေမြန်းလာလေးလေးပဲနောက်ဆုံးတော့သူစုပ်တန်ကိုတောင်အောင်မြင်မြင်မကင်နိုင်တော့ဘူးသူရေငတ်လာပုံရတာနဲ့ဘေးနာကလက်ဖက်ရည်ခွက်ကိုကမ်းပေးလိုက်တဲ့အခါသူကအရန်ထိတ်လန့်သွားပြီးလက်ဖက်ရည်တွေကျန်းပြင်ပေါ်ဖိတ်ကြကုန်နေကျမကလက်ကင်ပိုဝါနဲ့တုပ်ပေးဖို့စူးစမ်းတော့သူကတိုးတိုးလေးတစ်ခုခုပြောလိုက်တယ်ကျမလည်းနားမလဲတာနဲ့ဘာဖြစ်လို့လဲဟင်လို့မေးလိုက်မိတယ်ပိုင်ယွန်ကမျက်နှာလွှဲလိုက်ပြီးအကွဲတဲ့အတန်နဲ့ပြောတယ်ကျွန်တော်ကိုအဲ့ဒီလိုစိုက်မကြည့်ပါနဲ့တော့ကျမကဘာလို့လဲလို့ပြန်မေးတော့သူကကျွန်တော်မအောင်အင်းနိုင်တော့မှဆိုလို့ပါသူဘာကိုဆိုလိုတာလဲဆိုတာကျမမစင်စားမိခင်မှာပဲအပြင်ကနေတကားခောက်တန်ကြားလိုက်ရတယ်အိမ်တော်ထင်းကတကားဝမှာအယိုးအသေးပေးရင်းပြောတယ်သခင်ကြီးဒီနေ့နံပန်းကိုသွားဦးမှာလားနံပန်းဆိုတာကတော့စစ်ပေးရှောင်ဒုက္ခသည်တွေကိုယာယီနေရာချပေးထားတဲ့နေရာတစ်ခုပါအဲ့ဒီကလူတွေကိုကူညီဆောင်ရှောက်ဖို့အတွက်ပိုင်ယွန်ကအမြဲတမ်းလိုသွားရောက်လေးရှိတယ်ပိုင်ယွန်ကတက်ပြင်းတစ်ချက်ချပြီးစိတ်ကိုပြန်ဆူဆီးလိုက်ကသွားမယ်မြင်းအတင်းပြင်ထားလိုက်ပါလို့အမိန့်ပေးလိုက်ပါတယ်ကျမမျက်တောင်တစ်ချက်ခတ်လိုက်ပြီးကျမကိုလည်းတခါတည်းခေါ်သွားလို့ရမလားလို့မေးခဲ့တယ်ကျမဖေရွန်နဲ့အတူတောင်ဘက်ကဟန်ရောင်ဟန်ရင်အရက်ကိုရောက်တဲ့အချိန်မှာညနေဆောင်နေပါပြီဝင်လူဆဲဆဲနေမင်းရဲ့ရောင်ကြီးတွေကတောက်ပါလုံးနေတဲ့ဒီနေရာကလူတွေဟာဖေရွန်နဲ့တော်တော်လေးရင်းနှီးပုံရတယ်ဖေရွန်ရထားလုံးပေါ်ကစင်းစင်းချင်းမှာပဲလူတွေကသူ့ကိုဝိုင်းအောင်လာကြတယ်ကျမကတော့ဘေးကနေရက်ကြည့်နေမိတယ်သူကစနစ်တကျနဲ့လူတွေကိုညွှန်ကြားနေတယ်စံပြုတ်တွေဝေပေးနေတယ်ပြီးတော့သူတို့ကိုနှစ်သိမ့်ပေးနေတယ်သူ့ရဲ့ကြောပြင်ကိုကြည့်ရင်ကျမရင်ထဲမှာတခုခုတိုးထွက်လာသလိုခံစားရတယ်အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ညနေနေပါပြီဖေယွန်ကရထားလုံးသတင်းပေါက်ကိုမိထားတယ်သတင်းပေါက်လိုက်ကလေးလွင့်နေတယ်လို့မျိုးကျမရဲ့စိတ်တွေလည်းလှုပ်ခတ်နေတယ်ကျမသူ့နာမည်ကိုပထမဆုံးအကြိမ်ခေါ်လိုက်မိတယ်ဖေယွန်ကလှည့်ကြည့်လာပြီးဘာဖြစ်လို့လဲလို့မေးတယ်ကျင်နာမှုဆိုတာဘာအဓိပ္ပာယ်ရှိလဲဟင်သူခဏလောက်ကြောင်သွားတယ်ကျမစီကဒီလိုမေးခွန်းမျိုးလာမယ်လို့မမျှော်လင့်ထားပုံပဲခဏနေတော့သူကမျက်ဝန်းလေးတွေဝိုင်းသွားအောင်ပြုံးပြပြီးပြောတယ်ဖေယွန်ကျင်နာမှုဆိုတာအတိတ်ပဲရှိဖို့မလိုပါဘူးကျင်နာတတ်တဲ့သူတွေကဘလို့ကျိုးမြတ်ကိုမှမမျှော်လင့်ကြဘူးလေသူကကျမကိုနားမလည်နိုင်တယ်လို့ကြည်နေတယ်ခဏကြာတော့သူကောင်းခါပြပြီးဒီမေးခွန်းကိုငါတခါမှမစင်စားဘူးလို့ပြောတယ်ဒါဟာကျမမမျှော်လင့်ထားတဲ့အဖြေပါပဲဒါပေမဲ့သူပြောတာလည်းမှန်တယ်လို့ကျမခံစားရတယ်လူတွေကအမြဲတမ်းအတိတ်ပဲတွေကိုပဲလိုက်ရှာနေတတ်ကြပေမဲ့လောကကြီးမှာလို့သမျှအရာတိုင်းကအတိတ်ပဲရှိနေဖို့မလိုဘူးလေဖေယွန်ကကြောင်နေတဲ့ကျမကိုကြည့်ပြီးမေးတယ်မင်းမရောလိုချင်တဲ့အရာရှိလားကျမလားကျမခဏလောက်ငြိမ်သက်သွားပြီးမှခေါင်းခါပြလိုက်တယ်။သခင်ရဲ့ဘေးမှာရှိနေတဲ့၍သခင်လိုချင်တဲ့အရာကကျမလိုချင်တဲ့အရာပါပဲ။ကျမကိုယ်တိုင်ကဘာလို့လဲဆိုတာတော့မသိတော့ဘူး။ကျမအတွက်ကတော့ဘာပဲဖြစ်ဖြစ်အရေးမကြီးတော့တယ်လို့ပဲဒါပေမဲ့တခုခုကိုလိုချင်တဲ့ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာတော့သိချင်မိတယ်။ကျမဖေယွန်ကိုပြန်မေးလိုက်တယ်။ရှင်ကကောရှင်လိုချင်တဲ့အရာကိုဘယ်လိုရှာဖွေတွေ့ရှိခဲ့တာလဲ။ငါမင်းကိုပုံမြင်တစ်ပုတ်ပြောပြမယ်။ငငယ်တုန်းကငါညီကိုမောင်နှမတွေနဲ့အတူစစ်ပေးရှောင်ခဲ့ရတယ်။ကန်ဆိုးစွာနဲ့ပဲငါတို့စပွဲနဲ့တိုးခဲ့တယ်အမြောက်တန်တွေကြားနေရပြီးငါတို့ဘယ်ကိုမှပြေးစရာမရှိခဲ့ဘူးငါတို့တွေအားကိုးရမယ်ဖြစ်နေတဲ့အချိန်မှာမိန်းကလေးတစ်ယောက်ရုတ်တရက်ပေါ်လာပြီးငါနဲ့ငါမိသားစုကိုကယ်တင်ခဲ့တယ်သူကိုယ်တိုင်ကကလေးတစ်ယောက်ပဲရှိသေးတာတော့မှငါမိသားစုကိုဘေးကင်းတဲ့နေရာအထိပို့ပေးခဲ့တယ်နောက်ဆုံးငါကိုကယ်တဲ့အချိန်မှာငါထိခိုက်မှာဆိုလို့သူကငါနားတွေကိုအုပ်ပေးထားခဲ့တယ်သူဟာတကယ်ကိုတန်မာတဲ့သူတစ်ယောက်ပါအဲ့ဒီအချိန်ကစပြီးငါလည်းသူတစ်ပါးကိုကာကွယ်နိုင်တဲ့တန်မာတဲ့သူတယောက်ဖြစ်ချင်ခဲ့တယ်အဲ့ဒီဆန္ဒတစ်ခုတည်းနဲ့ပဲဒီနေ့အထိငါစူးစမ်းလာခဲ့တာဘာလို့လဲဆိုတော့တနေ့မှာသူ့ရှိမှပြန်ရက်ပြီးကျေးဇူးတင်ပါတယ်လို့ပြောချင်လို့ပါပဲကျမဖေရွန်ရဲ့ဘေးမှာပဲနေခြင်းစိတ်တွေတားမရအောင်ဖြစ်လာတယ်နှစ်ပေါင်းများစွာအတွင်းမှာဒါဟာကျမကိုယ်တိုင်ပထမဆုံးအကြိမ်ဖြစ်တစ်ခုခုကိုလိုချင်တောင်းတမိတာပါပဲရက်အနေငယ်ကြာပြီးတဲ့နောက်မှာတော့ကျမကိန်းမုန်းဖုတ်တဲ့ပို့ကိုတောင်ဘက်အရက်နံဖန်ကိုယူလာခဲ့ပြီးအဲ့ဒီကလူတွေကိုမုံနယ်နီမုံလုံနီတွေတင်ပေးခဲ့တယ်ကလေးလေးတွေကပျော်ပျော်ရွှင်ရွှင်နဲ့ကျမကိုဝိုင်းအောင်နေကြပြီးဖေရွန်ကိုစောင့်နှောက်နေကြတယ်ဖေရရှိကြီးမြင်ပြောပါဦးဒီမမကရှင့်အတွက်ဘာလို့လဲဆိုတာပြောပြပါဦးနော်ဖေရွန်ရဲ့နှရွက်တွေကหนีရဲနေပြီးသူကစိတ်ကိုတည်ငြိမ်အောင်ထိန်းထားရင်းကျမကိုစူးစိုက်ကြည့်ပြီးပြောလိုက်တယ်သူကငါရဲ့နှလုံးသားပိုင်ရှင်မှာကျမရဲ့နှလုံးခုန်တန်တွေရုတ်တရက်ရက်တန့်သွားသလိုခံစားလိုက်ရတယ်သူကကျမကိုကြည့်ပြီးတည်ငြိမ်တဲ့လေတံနဲ့ပြန်မေးတယ်မင်းကောငါ့ကိုချစ်လားကျမတကယ်ပဲဖေရွန်ကိုချစ်မိသွားပြီထင်တယ်နံပန်ကပြန်လာကြတဲ့ကသူဟာကျမပေါ်ထားတဲ့သူ့ရဲ့အချစ်တွေကိုထုတ်ပြောဖို့တခါမှဝင်မလေးခဲ့ဘူးကျမထွက်ပြေးသွားမှာကိုကြောက်နေတဲ့အတိုင်းပဲကျမလည်းသူ့ကိုမုန်းလို့မရသလိုသူ့ကိုတကယ်ပဲချစ်မိနေပြီထင်တယ်ဒါပေမဲ့ကျမမှာသူ့ကိုချစ်ဖို့ခွင့်ရရှိပါမလားစောင်းရာသီရောက်လာတဲ့အခါမှာတော့ရာသီဥတုကတဖြည်းဖြည်းပိုအေးလာတယ်နှစ်တိုင်းဒီလိုအချိန်ဆိုရင်သခင်ဟာဆဲဆိုတန်တွေနဲ့အတူလက်လေးအိတ်လေးကိုကင်ထားလေးရှိတယ်ကျမမှာရင်ဆိုင်ရမယ့်ကိစ္စတွေရှိလာပြီဆိုတာသိလိုက်တယ်သခင်စီကိုပြန်သွားပြီးအဖြစ်ပေးခံရတာကပိုကောင်းပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျမဟာသခင်အတွက်ဖေယွန်ကိုစောင့်ကြည့်ပေးဖို့ဘလို့မှမတတ်နိုင်တော့လို့ပါပဲအဆောင်ရှောက်တယောက်အနေနဲ့ဒါဟာခွင့်မလွတ်နိုင်တဲ့အဖြစ်တစ်ခုပါသခင်ကကျမကိုတက်ချင်နေဆိုရင်တောင်ကျမမှာဘာစောတကားမှတက်စရာမရှိပါဘူးကျမဖေယွန်အတွက်စာတစ်စောင်ချန်ထားခဲ့ပြီးညနေတန်းခေါင်မှာပဲဖေအိမ်တော်ကနေတိတ်တဆိတ်ထွက်လာခဲ့တယ်တတိယမင်းသားရဲ့အိမ်တော်ကိုနီးကပ်လာလေးကျမရဲ့ခြေလမ်းတွေကပုံနေကွေးလာလေးပဲနောက်ဆုံးမှာတော့ကျမရက်လိုက်မိတယ်တကယ်တော့သခင်ကိုဘယ်လိုမျက်နှာနဲ့ရင်ဆိုင်ရမလဲဆိုတာကျမမစင်စားရသေးဘူးသခင်ကဖေယွန်ကိုအဲ့ဒီလောက်တောင်မုန်းတာဒီကိစ္စကြောင့်ဖေယွန်ကိုဒုက္ခပေးမလားသခင်ကကျမကိုလည်းအဲ့ဒီလောက်မုန်းတာကျမကိုပိုပြီးမုန်းတော့မလားကျမအဲ့ဒီနေရာမှာပဲစွန့်ပြီးရက်နေမိတယ်ရုတ်တရက်နှာခေါင်းထဲမှာစူးကနေဖြစ်သွားတယ်လို့ခံစားရတယ်အဲ့ဒီအချိန်မှာပဲမြင်ထားတစီကကျမရဲ့ဘေးနားကနေအချိန်နဲ့မောင်းနေသွားတယ်ရုတ်တရက်ရင်းနှီးနေတဲ့တစ်တော်တီးနှံကိုရလိုက်တယ်ဒါဟာလုံရွှဲရဲ့ကိုဘောကအနံ့ပဲကျမဘာမှမစင်စားတော့ပဲနောက်ကနေချက်ချင်းလိုက်သွားခဲ့တယ်မြင်ထားကမြို့ပြင်ကအင်အားတစ်ခုမှရက်သွားတယ်ကျမတစ်ပင်ပေါ်ကနေချောင်းကြည့်နေတော့မှတန်ရာတွေနဲ့တတိမိနေတဲ့လုံရွှဲကိုရထားပေါ်ကနေပြစ်ချလိုက်တာတွေ့လိုက်ရတယ်အဲ့ဒီနောက်မှာတော့ကျတော့မတန်တဲ့ဒုတိယမင်းသားဟာအိမ်ထဲကနေထွက်လာတယ်
လုံချွမ်းဟာရေတပုံးနဲ့အပတ်ခံလိုက်ရလို့သတိပြန်လဲလာပြီးဒုတိယမင်းသားကိုအာယူပြီးကြည့်လိုက်တယ်ဒုတိယမင်းသားကတော့သူ့ရဲ့မတန်ဆွမ်းတဲ့ခြေထောက်နဲ့လုံချွမ်းကိုဘေးကိုကန်ထုတ်လိုက်ပါတော့တယ်ဒုတိယမင်းသားဟာမိတက်ကလာထိုင်ကိုဖြည်းဖြည်းချင်းလှိမ့်ပြီးလုံချွမ်းရဲ့ရှေ့ကိုရောက်လာတယ်မင်းအခုတလောတတိယညီလေးနဲ့တော်တော်လေးနီးစပ်နေတယ်လို့ကြားမိတယ်လို့သူကပြောတယ်သူဟာသူ့ရဲ့ဖက်နှက်အဖျားနဲ့လုံချွမ်းရဲ့မေးစေးကိုပင့်တင်လိုက်ပြီးမင်းကငါညီလေးကိုမြူဆွဲချင်တာလားဟုတ်လားလို့မေးတယ်မင်းကဘာဖြစ်လို့သင်ခန်းစာမရနိုင်သေးတာလဲမင်းမျက်လုံးထဲမှာဒီလောကမှာရှိတဲ့ဘသူမဆိုငါထက်သားနေတာလားမင်းလည်းငါ့ကိုအထင်သေးတာပဲမဟုတ်လားမင်းကဒီလောက်တောင်ယောက်ျားတွေလိုချင်နေမှတော့ငါကိုတော့ကပဲမင်းဆန္ဒကိုဖြည့်ဆည်းပေးရတာပေါ့လို့သူကအမိန့်ပေးလိုက်တယ်တားရဲတွေလိုလူတန်ကြီးတွေဟာအမိန့်ရတာနဲ့လုံချွမ်းကိုဝိုင်းအောင်လာကြတယ်ဒုတိယမင်းသားရှင်းရွင်ကြီးကတော့ရွှန်ရှာပွဲအဖြစ်နဲ့အဝေးကိုဆုတ်ခွာသွားပြီးတေလူတယောက်လိုဖြစ်နေတဲ့လုံချွမ်းကိုအေးဆက်ဆက်နဲ့ရက်ကြည့်နေတယ်ကျမကောင်းထဲမှာဝုန်းကနေဖြစ်သွားပြီးဘာတန်မှမကြားရတော့တယ်လို့ခံစားလိုက်ရတယ်သခင်ကအမြဲပြောတယ်ကိုအရင်ကာကွယ်ပါတဲ့သခင်ကအမြဲပြောတယ်မစွမ်းဆောင်နိုင်တဲ့ကျင်နာမှုဟာဝင်ထုတ်ဝင်ပို့တစ်ခုပဲတဲ့ဒါပေမဲ့ကျမဟာမစွမ်းဆောင်နိုင်တဲ့သူမဟုတ်ပါဘူးကျမမှာလက်သေးချေသေးတွေရှိပါတယ်ဖေယွန်ကပြောခဲ့တယ်ကျမဟာတန်မာတဲ့သူတယောက်ပါတဲ့ကျမရဲ့အဲ့ဒီတုန်းကလောက်ရက်လေးတစ်ခုကြောင့်သူ့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ရတယ်လို့သူကပြောတယ်ကျင်နာမှုဆိုတာတကယ်တော့အကျိုးမြတ်မပါပဲတရှိနိုင်တာပဲဒီလိုဆိုရင်ကျမကဘာဖြစ်လို့လက်ပိုက်ကြည့်နေရမှာလဲသူတပါဒုက္ခရောက်နေတာကိုဘာလို့လစ်လူရှုထားရမှာလဲကျမစိတ်ကိုပြန်ဆူဆီးလိုက်တဲ့အချိန်မှာတော့အင်းရှိကွင်းပြင်မှာလူတွေအားလုံးလဲကျနေပါပြီနှစ်ပေါင်းများစွာလူမတက်ခဲ့တာကြောင့်ကျမရဲ့ပညာတွေကအရင်လိုမထက်မြက်တော့ဘူးဒါပေမဲ့ဒီလူတွေကိုနင်းဖို့တော့လုံလောက်ပါသေးတယ်ကျမရဲ့ခြေထောက်ကိုဒုတိယမင်းသားရဲ့မတန်ဆွမ်းတဲ့ခြေထောက်ပေါ်တက်နေလိုက်တယ်သူဟာနာကျင်လုံးလို့အော်ဟစ်နေပေမဲ့ကျမသူ့ကိုဂရုမစိုက်နိုင်တော့ပါဘူးတိုက်ပွဲပြီးသွားတော့ကျမတော်တော်လေးနာကျင်နေပြီကျမဒဏ်ရာရထားတဲ့လုံချွမ်းကိုကြောပိုးပြီးသွေးတွေနဲ့အတူတတိယမင်းသားအိမ်တော်ကိုပြန်လာခဲ့တယ်သခင်ကိုမြင်လိုက်ရတဲ့ခဏမှာပဲကျမရင်ထဲကအလုံးကြီးကျသွားပြီးလဲကျသွားပါတော့တယ်မှုံဝါးနေတဲ့အမြင်အာရုံထဲမှာသခင်ဟာတခါမှမမြင်ဘူးတဲ့စိတ်ပြအားလျော့နေတဲ့မျက်နှာနဲ့ကျမစီကိုပြေးလာတာတွေ့လိုက်ရတယ်အပြင်မှာမိုးတွေရွာနေပြီလားကျမရဲ့မျက်ခုံပေါ်ကိုကျလာတဲ့ရေစက်တွေကအရန်ကိုပူလောင်လွန်းလာတယ်ကျမမျက်လုံးမှိတ်ပြီးသခင်ကိုတောင်းပန်လိုက်မိတယ်တောင်းပန်ပါတယ်ကျမဘာတစ်ခုမှကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးစကားလည်းနားမထောင်ခဲ့ဘူးမိုးတွေကဆက်ရွာနေတော့မှပဲတခင်တခုခုပြောနေတယ်လို့ပဲ